ကဲ gaming ဆိုတဲ့ကောင်တွေအမျိုးတို့တိတ်လိုချင်ပါတဲ့ gaming ဆိုတဲ့ကောင်တွေရှိပါတယ် Acer Predator Neo 16 gaming တွေဖြစ်ပါတယ်ဗျာကျန်တာတွေကတော့ Asus TUF F15 gaming တွေဒီမှာ TUF Dash F15 gaming တွေကတော့ကျွန်တော်ဆေးပါးလေးတွေအစိမ်းလေးတွေကာလာလေးတွေတော်တော်လှပါတယ်ဒီကောင်လေးတော်တော်မိုက်တယ်ဗျဆေးပါးလေးတွေတည်ရတာလဲ gaming ဆိုပေမဲ့အရင်မလေးနေဘူးဗျအဲ့ဒါတော့ Dash F15 လို့ခေါ်တဲ့ TUF gaming တွေပဲပေါ့ဗျာဆေးပါးလေးမှာအတွင်းဘက်လေးကတော့လုံးဝဖွေးနေအောင်ရမယ်ဗျာ RDH တွေနဲ့ဖြစ်ပါတယ်ဒီကောင်လေးကတော့အစိမ်းလေးကတော့အတွင်းထဲမှာတော့ဖြူအောင်လေးပါပဲဗျဒီကောင်ကလည်း RDH နဲ့လုံးဝမိုက်တဲ့အနေအထားမှာတော့ game ဆော့မလားကျွန်တော်တို့ graphic ကောင်းကောင်းသုံးမလားအမျိုးတွေစိတ်ကြိုက်တာသုံးလို့ရတဲ့အနေအထားမှာရှိပါတယ်ဒီကောင်လေးဆိုလို့ရှိရင်တော့ TUF gaming လေး28သိန်း9ဆောင်းမှာ Asus TUF Dash F15 လေးတွေကတော့39သိန်း5ဆောင်းဖြစ်ပါတယ်ဒီကောင်တွေကတော့ Acer Predator Neo 16 gaming ရတော့38သိန်း5ဆောင်းဖြစ်ပါတယ်အဲ့တော့28သိန်းကျော်39သိန်းကျော်နဲ့38သိန်းဝန်းကျင်တွေမှာကြိုက်နေတဲ့ရွေးချယ်လို့ရပါတယ်ဗျာ original adapter တွေပါမယ်ပေါ့ဗျာအာမခံလည်း6လတိတိပေးရတဲ့အတွက်ကြောင့်မလို့ရုံးကြည့်စွာဝယ်ပါလို့ပြောချင်ပါတယ်ကြိုက်တာရွေးပါဗျ gaming တွေဖြစ်ပါတယ်